ကလာအုံမလေးရဲ့အကပုံမြင်လေးတွေ့ပြမယ်နော်တခါတော့ကတဲခန္ဓာရတဲ့ခုမှာကလာအုံမလေးကဘယ်လေးအကမဲ့ဖြစ်ချင်တဲ့အိမ်မက်ကိုကြောက်ချလာခဲ့တယ်လှပမိချုံမှုရဲ့အပြုတ်မှုတစ်ခုချင်းစီကိုဖန်တီးခြင်းလေလို့ကလာအုံမလေးကပြောတယ်ဒီစိတ်ကူးတစ်ခုတည်းပဲသူကလိုချင်တာပါထက်ခါလေးကျင်နေနေတိုင်းပြီးတော့ကလာအုံမလေးကသူ့ရဲ့ခြေပြားထောက်ကိုပတ်ချလဲလှည့်တဲ့အကတွေခြေပြားထောက်မြှောက်ခြင်းအကတွေခြေတစ်ဖက်ဖြစ်ရက်ပြီးမြင်းပြိုင်အကတွေလေ့ကျင့်တယ်အခြေခံနေထား၅မျိုးကိုတနေ့စီအချိန်တရာထက်ခါလေးကျင့်တယ်။တဲခန္ဓာရဲ့နေပူထဲမှာလအလင်းရအောင်မှအချိန်တိုင်းလေ့ကျင့်တာပေါ့။သူ့ရဲ့ခြေထောက်မှာအရေးကြီးမှုတွေဖြစ်ပြီးခန္ဓာကိုယ်ကပင်ပန်းပြီးကြိုက်ခဲနာခြင်းနေခဲ့ပေမဲ့တစ်ခါလေးမှရစ်တက်ရမယ်လို့မတွေးခဲ့ဘူး။နောက်ဆုံးကလုံးမလေးကပြောလိုက်တယ်။အခုတော့ငါအကသမားဖြစ်နေပြီ။အဲ့လိုနဲ့သူကသူ့အကပြပွဲကိုကြီးညာပြီးကလုံးမလေးကတငယ်ချင်းတွေနဲ့သုံးသက်သူတွေကိုဖိတ်ကြားပြီးကပြဖြောပြလိုက်တယ်။အကပြီးချိန်မှာသူကခေါင်းငုပ်ပြီးကာရဝပြုတ်လိုက်တယ်။တိကျနားထောင်နေရရှိကအပိပရှင်မှုတွေမရရှိခဲ့ပါဘူး။နားထောင်သူတယောက်ကပြောတယ်။တကယ်ပြောရမယ်ဆိုရင်ကျွန်တော်တို့အဖွဲ့နဲ့တခြားသူတွေကိုစားပြီးမင်းကကြောကုန်းပူကြီးနဲ့ပွားရအောင်အိမ်နဲ့တူပြီးမငြိမ်ညာတဲ့ခန္ဓာကိုယ်ကလှုပ်ခါပြီးကတာကအနှိမ့်မြင့်များနေတယ်။ကျွန်တော်တို့ကလာအုပ်တွေထဲကတကောင်ပါပဲ။မင်းကဘယ်လေးအကသမားလည်းမဟုတ်ဘူး။ဘယ်လေးအကမယ်လည်းဖြစ်နိုင်မှာမဟုတ်ဘူးလို့ပြောပြီးနားထောင်သူတွေကရီမောရင်းတဲဘော်ကနေလမ်းလျှောက်ပြီးပြန်သွားကြတယ်။အဲ့ချိန်မှာသူတို့ကအရန်မှားနေတယ်လို့ကလအုံးမလေးကပြောတယ်။ငါအရန်စူးစမ်းခဲ့တယ်။ငါကအကသမားတယောက်ဖြစ်တယ်ဆိုတာလုံးဝတန်တရားမရှိဘူး။အဲ့ဒီတော့ငါအတွက်ပဲငါကမယ်။အဲ့လိုနဲ့ပဲသူကိုယ်တိုင်အတွက်ပဲကပြီ။အဲ့ဒီအကကားပဲသူ့ကိုစိတ်ချမ်းသာပျော်ရွှင်မှုတွေပြီးခဲ့တယ်။ပုံမီလေးကပြီးတဲ့သင်ခန်းစာတော့စိတ်ပျော်ရွှင်မှုဆိုတာတခြားသူရှိကမဟုတ်ပဲကိုယ်တိုင်အတွက်ပဲဖန်တီးရတာဖြစ်တယ်။ပုံမီလေးကတော့ဒါပါပဲကွယ်။